မေဘာတော့ငါစိတ်ပေါက်တယ်နော်မင်း ဘာချက်တာတုံးလို့ နားနဲ့ခရမ်းညဒီနဲ့မဲကြောင်နဲ့ချက်တယ်ပဲဟင်း မမီမေနာ ဘာတော့ ဟွာပါတဲ့မမီချစ်တဲ့ဖန်လေးရလေမမီဆက်လိတ်တွေမတောက်ပါနဲ့တဲ့ယောဂရမှာကြောက်လို့တဲ့ယောဂရမှာစိုးရိမ်လို့တဲ့ အဲ့တော့အမေကပြောလိုက်မယ်တောက်ခဲ့တဲ့ဆေးလိတ်52နှစ်အတွင်းရောက်လာပြီရောက်မှုပဲမီရိုးဖလာတောက်တာဆေးရုံဆေးကန်တစ်ခါမှမပြဘူးဆေးလိတ်တောက်လို့ယောဂရရန်တန်းရန်တေးပြီးလို့ရိုးချွေးပါ ဟုတ်လေသူတို့အမေကိုချစ်လို့စိုးရိမ်လို့ပြောရလေ မစိုးရိမ်နဲ့လို့ပြောင်းမှုဘက်ကတော့လက်ကြညနာပဲတွားရလာရခိုင်ကဲပေါ်တောင်တောက်တယ်လို့နော်အမေပြောတယ်တမီကိုဒါရော အမေဟွာတဲ့နေပါဦးမေကျုပ်ပြောမှဟာမေနာအမေဆက်လိတ်တောက်တယ်နာရောက်ခမကြီးကအထီးကြီး အထီရောအမရောအထီရောယောက်ျားရော ဘလို့တဲ့အမေယောက်ျား ဟမ်စက်လေးလေးမီတို့ဥစားမဆိုတော့အဲ့ဒါဖွာရာနဲ့တတ်တော့ အမေကမကောင်းနိုင်တင်တာနော်အဖေကလည်းတင်တာပဲပေါ့ တင်တာပဲစက်လေးလေးမိစားမအေးဆိုတော့ညှိမိလေရော အမေက ABB ရောလုတ်ပေးတာဟုတ် ဖွာလေးကိုရှိုက်လေးလုံးတော့ကြိုက်တော့ အလိုလဲလိုက်တာပါအမေကယောက်ျား ကိုလိုက်ရပဲတော့ယောက်ျားပါဆို ကိုယ့်ထက်ကြီးရပြီးတော့အမေရဲ့ ရကွာကိုတဲ့ကြီးတာပါဆိုင်နေစိတ်ရင်းစေတနာကောင်းမှုရအရေးကြီးတယ်နော် အဲ့ဆိုအမေချော့ခိုင်းမှာကိုလို့ခေါ်ပြီးရလေ အဲ့ဒါကတော့တဘာဝအတိုင်းကိုကတော့ထဲကတည်းကဆမ်းညံလောက်တာပဲကိုဆမ်းညံဒါပဲ ရံဖြစ်ရင် ညံဖြစ်ရင်ခါရပြန်မယ်သူနှစ်ချက်ရရင်ငါတစ်ချက်မိမယ်ဆိုတာဆုံးဖြတ်ထားတယ်ကြောက်ခုနော်တမီမွေးနဲ့တမီမွေးဟဲ့ကဒေတာလဲတနေ့မွေးတာလဲတနေ့ ဒါနဲ့အမေရဲ့ ကြောက်ခု ဟိုရောက်ကတိကလူတောက်မြောက်ပြီးတာဟုတ်လား မြောက်ပါဘူးအဲ့ဒါကတော့ မလို့တဲ့ အမေမိမကတော့ဘယ်လိုကွာငါ့ကိုဘယ်လိုပြောတယ်ဆိုတာကတော့သူကပြောတာပေါ့ အဲ့နဲ့ လမ်းမကြရင်ပြောမှာလို့ဒါပေမဲ့အဲ့လိုတွေပြောရတော့မကောင်းဘူးမှအဲ့ဒီ line နဲ့ရောက်သွားတော့ဝင်းယူအိမ်ကြီးရောက်သွားတော့ကျုံအုံလေးကောင်းကြောင်တစ်ခွန်းမှမမဟုတ်ဘူးလားအုံလေးကောင်းကြောင်လေးကြော်ညာလိုက်ပါအောင်နောက်ပိုင်းမကောင်းတာညီးမတိဘူး မဝီရအမျိုးပြောရှာလား ပြောတာကျမခါတလေဝန်းနေတဲ့တော့ဝန်းနေတဲ့ငါလေးနှစ်လုံးလုံးပဲမမထွက်ခဲ့ရဘူးကောင်းမရညီးတိတာအဲ့ဒါငါပြောတယ်ဒါပဲငါလား